ဒီမျိုးသမီးကကျင်းပေါင်းပြီးအစ်စ်ကိုဝတ်ပြီးအရန်သဘောကျနေရတယ်ဒါပေမဲ့ရေချိုးခန်းရောက်တာနဲ့ကျင်းပေါင်းပြီးရဲ့ခလုတ်ကလုံးဝဖွင့်မရတော့ဘူးခါကိုတင်းတင်းကြပ်ကြပ်ဖိထားပြီးအသားထဲကိုတောင်နှိမ့်ဝင်သွားသလိုဖြစ်နေတယ်အမျိုးသမီးကကြောက်လန့်တကြားရုံးကန်နေချိန်မှာပဲရုတ်တရက်ငြိမ်သက်သွားခဲ့တယ်ခဏအကြာမှာတော့ကျင်းပေါင်းပြီးကသွေးတွေကြားမှာရှိနေပြီးဘာမှမဖြစ်ခဲ့သလိုတိတ်ဆိတ်နေတယ်ဒါပေမဲ့ကျင်းပေါင်းပြီးပေါ်ကအမတ်သားလေးခုတည်းကတစ်ခုကအနီရောင်တောက်လာခဲ့တယ်တိတ်မကြခင်နောက်ထပ်မိန်းကလေးတစ်ယောက်ရောက်လာတယ်သူမအဲ့ဒီကျင်းပေါင်းပြီးကိုသဘောကျပြီးချက်ချင်းဝတ်လိုက်တယ်ဒါပေမဲ့ဝတ်လိုက်တာနဲ့ခြေထောက်တစ်ဖက်ကထူးဆန်းစွာလှုပ်ရှားလာပြီးဟန်ချက်ပြက်ကဘီရိုကိုဝင်တိုက်မိသွားတယ်နောက်ဆုံးမှာတော့သူမလည်းကျင်းပေါင်းပြီးရဲ့နောက်ထပ်သားကောင်ဖြစ်သွားခဲ့တယ်ဒီတစ်ခါတော့အမတ်သားနှစ်ခုအနီရောင်ပြောင်းသွားခဲ့ပြီးကျင်းပေါင်းပြီးကတစ်တာတဲ့ပြန်ဝင်ပုံးနေပြန်တယ်နောက်တနေ့မိတ်ဆက်ပွဲမတိုင်ခင်ညမှာဝန်ထမ်းတွေကပျော်ပျော်ရွှင်ရွှင်ပါတီလုပ်နေကြတယ်သူတို့အားလုံးကဒီကျင်းပေါင်းပြီးဟာအရေးသွေးမြင့်ပြီးအလိုလျောက်ဆက်နိုင်တဲ့အကောင်းဆုံးထုတ်ကုန်လို့ယုံကြည်နေကြတယ်အဲ့ဒီအချိန်မှာဝန်ထမ်းတစ်ကိုရီကအင်တာထဲမှာတန်တရားဖြစ်เสียအရာတစ်ခုကိုတွေ့လိုက်တယ်ဒါကြောင့်မန်နေဂျာကိုချက်ချင်းကြောင်းကြားလိုက်ပေမဲ့မန်နေဂျာကကုမ္ပဏီရဲ့ကုန်သတင်းကိုကာကွယ်ဖို့အမှန်တရားကိုဖုံးအဲဖို့ဆုံးဖြတ်လိုက်တယ်နောက်ပိုင်းမှာဝန်ထမ်းတစ်ယောက်ကကျင်းပေါင်းပြီးကိုစမ်းဝစ်ကြည့်လိုက်တယ်ဒါပေမဲ့စစ်ဖွင့်လိုက်တာနဲ့ကျင်းပေါင်းပြီးကသူ့ကိုတိုက်ခိုက်လိုက်ပြီးမကြခင်မှာပဲတေဆုံးသွားခဲ့တယ်အခုဆိုရင်အမတ်သားသုံးခုအနီရောင်ဖြစ်သွားခဲ့ပြီးကိုရီကအခြေအနေမမှန်တော့ဘူးဆိုတာသိသွားပြီးရဲခေါ်မယ်လို့ပြောလိုက်တယ်ဒါပေမဲ့မန်နေဂျာကသူမကိုမင်းမျောသွားအောင်လုပ်လိုက်တယ်တတိပြန်ရလာတဲ့အချိန်မှာတော့ဆိုင်တစ်ခုလုံးပျက်စီးနေပြီးအရာအလုံးရဲ့နောက်ွယ်မှာဒီကျင်းပေါင်းပြီးရှိနေတယ်ဆိုတာသူမသိလိုက်ရတယ်ကိုရီကနောက်ထပ်မျိုးသမီးဝန်ထမ်းတစ်ယောက်နဲ့တွေ့ပြီးနှစ်ယောက်သားရုံးခန်းထဲမှာပုံနေကြတယ် CCTV ကင်မရာထဲမှာတော့ကျင်းပေါင်းပြီးကသူတို့စီကိုဖြည်းဖြည်းချင်းလျှောက်လာနေတာကိုမြင်လိုက်ရတယ်အဲ့ဒီအချိန်မှာသူတို့သတိထားမိတာကဒီကျင်းပေါင်းပြီးဟာတချင်းတန်ကိုနားလဲတက်နေချင်းပါပဲဒါကြောင့်အိန္ဒိယတချင်းတပုတ်ဖွင့်လိုက်ရကျင်းပေါင်းပြီးကခုံလာခဲ့တယ်နှစ်ယောက်သားမိုက်ဖြိုဖုံးကနေမင်းဘာလို့ကျင်တာလဲလို့မေးလိုက်တဲ့အခါကျင်းပေါင်းပြီးကနယံပေါ်မှာစာရေးပြခဲ့တယ်သူမရဲ့နာမည်ကကိုမဲဖြစ်ပြီးအိန္ဒိယထဲကျုပ်စက်ရုံကအလုပ်သမားတစ်ယောက်ဖြစ်တယ်တနေ့မှာသူမရဲ့အဝတ်စကဆက်ထဲမှာညီးသွားပြီးခနာကိုတစ်ခုလုံးဆွဲသွင်းခံရကတေဆုံးသွားခဲ့တယ်နောက်ပိုင်းမှာတော့သူမရဲ့ခနာကိုကအထည်တွေနဲ့ရောတော့သူအာဘီအဲ့ဒီထဲကိုအသုံးပြုကဒီကျင်းပေါင်းပြီးကိုထုတ်လုပ်ခဲ့ကြတာဖြစ်တယ်ကုမ္ပဏီကအမှန်တရားကိုဖုံးကွယ်ခဲ့တာကြောင့်ကိုမဲရဲ့ဝိညာဉ်ကဒီကျင်းပေါင်းပြီးထဲမှာပိတ်မိနေပြီးလက်စားချေကိုပြန်လာခဲ့တာဖြစ်တယ်ကိုမဲရဲ့ဇလန်းကိုတီးလိုက်ရတဲ့အခါကိုရီနဲ့သူမရဲ့သူငယ်ချင်းကအမှန်တရားကိုဖော်ထုတ်ပြီးကိုမဲအတွက်တရားမျှတမှုရအောင်ကူညီဖို့ဆုံးဖြတ်လိုက်ကြတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမန်နေဂျာရောက်လာပြီးမိသက်စေဘူးနဲ့ကျင်းပေါင်းပြီးကိုပြစ်လိုက်တယ်ကြောက်လန့်သွားတဲ့ကျင်းပေါင်းပြီးကကိုတောင်ထဲကိုပြေးဝင်သွားတယ်ဒါပေမဲ့ကိုတောင်ထဲမှာနောက်ထပ်ကျင်းပေါင်းပြီးအမြောက်များရှိနေပြီးအားလုံးကတဖြည်းဖြည်းတက်ဝင်လာကြတယ်ကိုရီကမန်နေဂျာကိုအခုထိဖုံးကွယ်နေတာရက်တင်ပြီလို့ပြောလိုက်ပေမဲ့ရုတ်တရက်မိတွေပိတ်သွားခဲ့တယ်မန်နေဂျာကကြောက်လန့်တကြားရုံးခန်းထဲမှာပုံနေခဲ့တယ်အခြားတစ်ဖက်မှာတော့ကိုရီနဲ့သူမရဲ့သူငယ်ချင်းကအမှန်တရားကိုကင်မရာနဲ့မှတ်တမ်းတင်ပြီးလူသိရှင်ကြားဖော်ထုတ်ဖို့စူးစမ်းနေကြတယ်အဲ့ဒီအချိန်မှာကျင်းပေါင်းပြီးကတွေးလန်းချောင်းကိုလိုက်ပြီးသူတို့စီရောက်လာတယ်နှစ်ယောက်သားကြောက်လန့်တကြားထွက်ပြေးကြပေမဲ့မန်နေဂျာကကိုတောင်တကားကိုပိတ်လိုက်တာကြောင့်သူတို့နှစ်ယောက်အထဲမှာပိတ်မိသွားခဲ့တယ်